လူတွေမှာအတွေးနှစ်ခုရှိတယ်အဲ့ဒီအတွေးနှစ်ခုဟာအတွေးတစ်ခုကပြင်းရမှုကိုဖြစ်ပေါ်စေပြီးတော့အတွေးတစ်ခုကကြိုးစားမှုကိုဖြစ်ပေါ်စေဒါကြည့်နော်ကိုယ့်အကိုတွေးတတ်ဖို့မှန်ကန်တဲ့အတွေးနဲ့တွေးရဒီတစ်ခုကိုပဲတွေးတာမှာအတွေးမတူလို့ရှိရင်သူကပြင်းတဲ့ဘက်ရောက်သွားတယ်အပြင်းဘက်လဲသွားတာရှိတယ်ကြိုးစားတဲ့ဘက်ကိုလဲသွားတာရှိတယ်သူကယောဂဖြစ်လာသည့်အတွက်ကြောင့်သူတွေးတာကဘယ်လိုတွေးတော့ငါမှယောဂဖြစ်လာပြီယောဂဖြစ်နေလို့ရှိရင်တရားထုတ်ဖို့ရနော်ယောဂဖြစ်နေပြီယောဂဖြစ်လာလို့ရှိရင်ဒီယောဂတိုးလာလို့ရှိရင်တရားအထုတ်ဖို့ရခဲသွားလိမ့်မယ်အဲ့တော့ငါခုပဲလုံးမှာပဲယောဂသိမ့်မတိုးခင်ငါခုပဲကြိုးစားမယ်ဟောအဲ့ကြိုးစားဖို့ပဲစဉ်းစားလိုက်တာနော်ယောဂဖြစ်ပြီလို့ဒီနေရာမှာဆိုပါစို့လူတွေမှာအတွေးနှမျိုးပေါ်တယ်ဆိုတာကိုကြည့်ကမ္မမက္ခခေလညပိန္ဒလေးနှစ်လီဆိုတဲ့ကြပြလေးအတိုင်းကမ္မဆိုတာအလုတ်လုတ်เสียရှိတာရဲ့အလုတ်လုတ်ပြီးတဲ့အချိန်ရဲ့နှစ်ခုလူတိုင်းမှာနော်အလုတ်လုတ်เสียရှိနေတယ်နောက်တစ်ခုကအလုတ်လုတ်ပြီးစားအချိန်အလုတ်လုတ်เสียရှိတဲ့အချိန်ရဲ့အလုတ်လုတ်ပြီးစားအချိန်ရဲ့အဲ့ဒီအချိန်မှာအတွေးနှမျိုးကွဲပြားခြားနားတချို့ကဘယ်လိုတွေးတော့ဆိုရင်အလုံးလုံးဆရာရှိတယ်အလုံးလုံးရင်ငါပင်မမှာအဲ့တော့အားလေးရှိအောင်အခုအိတ်လိုက်အောင်မယ်ဒါတွေးတယ်လူကတယောက်နော်တခါအလုံးလုံးပြီးတဲ့အခါမှာလည်းအေးလုံးလုံးတော့ငါပင်မနဲ့နားလိုက်အောင်မယ်အိတ်လိုက်အောင်မယ်ဟုတ်လားဒါကြတော့ကုသီတဝဋ္ထုလို့ခေါ်တယ်အပြင်းဘက်ရောက်သွားမြတ်စွာဘုရားကတော့အဲ့ဒါလို့မတွေးရဘူးတဲ့ဘာလို့ဆိုရင်အလုံးလုံးဆရာရှိတယ်ဆိုရင်ဘယ်လိုတွေးမလို့ငါမှလုံးဆရာတွေရှိသေးတယ်အဲ့ဒါတွေလုတ်ပြီဆိုလို့ရှိရင်ငါတရားအထုတ်နိုင်မှာမဟုတ်ဘူးမလုတ်ခင်လေးကိုတရားထုတ်လိုက်အောင်မယ်ဆိုအတူတွေးရမယ်လုတ်ပြီးတဲ့အချိန်မှလည်းပဲအလုံးလုံးလို့ငါပင်ပန်းနေတယ်နော်အဲ့တော့အလုံးလုံးပြီးလို့ပင်ပန်းနေတယ်သို့တော်လည်းပဲအလုံးလုံးနေရတဲ့အချိန်မှာငါတရားအမထုတ်လိုက်ရဘူးခုချိန်မှာတော့ပင်ပန်းတာတွေဂီးမဆိုင်နိုင်ဘူးကြိုးစားအထုတ်လိုက်အောင်ပါပဲဟောအတွေးနှစ်ခုချင်းမတူဘူးเนาะအဲ့တော့ခုနလိုနားလိုက်အောင်မယ်ဆိုတဲ့လူကအတွေးကအပြင်းမဲ့ရောက်သွားတယ်အေးလုံအောင်ပါပဲဆိုတဲ့လူရဲ့အတွေးကြတော့ဝိရိယဓမ္မကြိုးစားအထုတ်တယ်ဆိုကမ္မမက္ခဆိုတာကြတော့ခရီးသွားเสียရှိတယ်ခရီးကပြန်လာတယ်ဒီနှစ်ချက်ခရီးသွားเสียရှိတယ်ဆိုလို့ရှိရင်လူတွေအေးခရီးသွားလို့ရှိရင်ငါပင်ပန်းလိုက်မယ်ခုတည်းအားရှိအောင်အိတ်ထားအောင်မယ်ဒါပြင်းတဲ့လူရဲ့အတွေ့ခရီးပြန်လာလို့ရှိရင်ခရီးသွားလို့ငါပင်ပန်းခဲ့ပြီတော့နားအောင်ပါပဲဆိုပြီးတော့ခရီးပြန်တော့လဲနားတယ်မသွားခင်လည်းနားတယ်အဲ့ဒီဘက်ပဲတွေးတယ်အေးတကယ်သူတော့သူမြတ်တွေကြတော့ဘယ်လိုတွေးတော့ဆိုငါခရီးသွားเสียရှိတယ်သွားနေလို့ရှိရင်တရားအထုတ်နိုင်မှာမဟုတ်ဘူးမသွားခင်လှုပ်လိုက်အောင်ပါပဲဟောလှုပ်ဖို့ပဲကြိုးစားခရီးပြန်ရောက်လာတဲ့အခါအေးခရီးသွားနေတဲ့အချိန်မှာငါအလုံးမလုံးနိုင်ဘူးခရီးကအခုပြန်ရောက်လာပြီဒီအချိန်လေးလှုပ်အောင်ပါပဲလို့ဟောအဲ့တော့အတွေးနှစ်ခုကကြည့်လေအပြင်းမဲ့ရောက်သွားတဲ့အတွေးနဲ့အလုံးလုံးတဲ့အတွေးဒီနှစ်ခုကကွဲပြားချမ်းသာခေလင်ညတဲ့နောက်တစ်ခုကနေမကောင်းတာနေမကောင်းတော့မယ်လို့ဖြစ်တဲ့အချိန်ရဲ့နလန်ထစရဲ့တော့နေမကောင်းတော့မဲ့အခြေအနေမျိုးရောက်လာလို့ရှိရင်ခုပါပြောတော့ပြင်းတဲ့လူကဘယ်လိုတွေးအေးနေမကောင်းလို့ရှိရင်ငါအားတွေဆွဲလို့လိမ့်မယ်ဒါကြောင့်မို့ခုတွေကနေအိတ်လိုက်အောင်မယ်နလန်ထလာတဲ့အခါလဲအေးနေမကောင်းတော့ကလည်းငါပင်ပန်းခဲ့တယ်နလန်ထတော့နားအောင်မှပဲဆိုပြီးတော့အားပြည့်အောင်နားဖို့ပဲသူကစဉ်းစားတယ်အခုဥဒ္ဒယမထေရကတော့သူနေမကောင်းတာကိုသူစဉ်းစားတော့အေးအာဘာရောမေသမုပ္ပန္နောကာလောမေနပမစ္စည်းတောသူကနေမကောင်းနေပြီနေမကောင်းလို့ရှိရင်ဒီတဲ့မဆိုးခင်ငါတရားထုတ်မှဖြစ်မယ်ဒီတဲ့ဆိုးလိုက်ရင်ငါတရားထုတ်နိုင်မှာမဟုတ်ဘူး
ဒီယောဂဝေဒနာကိုငဲ့ပြီးတော့နေပဲဆိုရင်ငါတရားထုတ်နေမှာခုတည်းအကျိုးစားမှဖြစ်မယ်ဆိုပြီးယောဂဝေဒနာဖြစ်လာတာကိုပဲနော်တရားထုတ်တယ်ဒါဘာသောတတိယတော့ဆိုဘုန်းကြီးတို့နေတဲ့စံကြောင်းကိုဆောက်လုပ်လှူတဲ့တက္ကမကြီးဟာယောဂဝေဒနာရတဲ့အခါကျတော့သူစားတစ်စောင်လှမ်းပြီးတော့ရေးတယ်ယောဂဝေဒနာဖြစ်သည့်အတွက်ကြောင့်တဲ့သူဟာပို့ပြီးတော့အရင်တုန်းကတော့တရားမလုပ်ဖြစ်ဘူးတဲ့အခုပို့လုပ်ဖြစ်လာတယ်ယောဂဖြစ်တတ်တောင်ကျေးဇူးတင်ရမလို့ဖြစ်တယ်တဲ့ယောဂဖြစ်နေသည့်အတွက်ကြောင့်အခုချိန်မှာနေကောင်းနေတုန်းကတော့ရဲရွှေလာရွှေနဲ့မအားသေးဘူးဆိုတဲ့ဒီအကြောင်းပြချက်နဲ့နေတာအခုတော့ယောဂဝေဒနာဖြစ်လာတဲ့အခါမှာသူပို့ပြီးတော့တရားအထုတ်ဖြစ်ပါတယ်ဆိုတာကိုစာရေးထားတာရှိနော်အဲ့ဒါဒီဥဒ္ဒိယမထေရလည်းအဲ့ဒီပဲသဘောပဲနော်ဥဒ္ဒိယအဲ့ဒါလို့သူကယောဂဝေဒနာတွေဖြစ်တာကိုအကြောင်းပြုပြီးတော့သူကသူအာတတေရောဖြစ်ပြီးကြိုးစားအထုတ်တယ်ကြိုးစားအထုတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တိုင်းလိုက်နာဆောင်ရွက်လိုက်တော့မကြခင်မဲသူဟာယဟန္တာဖြစ်သွားတယ်အောင်မြင်ပေါက်ရောက်သွားတယ်အဲ့ဒါလို့အောင်မြင်ပေါက်ရောက်သွားယဟန္တာဖြစ်တဲ့အခါမှာသူကဒီအမတ်တရားစကားကိုပဲသူ့အတွေးတွေကအမတ်တရားစကားကိုပဲအလုံးကိုပြောပြတယ်အာဘာဒီမေသမုပ္ပန်နေတတိမေဥဒ္ဓပစ္စထယောဂဖြစ်ပေါ်လာတဲ့အခါမှာသူဟာတတိကြီးစွာဖြစ်ပေါ်လာတယ်ငါမေ့နေလို့မတော်ဘူးငါမှယောဂစဖြစ်လာပြီမိလျောနေလို့မတော်တော့ဘူးခါတိုင်းလို့မအားသေးဘူးဆိုတဲ့အကြောင်းများနဲ့ငါလုပ်လို့မရဘူးအာသည်ဖြစ်စေမအားသည်ဖြစ်စေငါလုပ်ရမယ့်အလုပ်ခုချိန်လုပ်ရတော့မှာဆိုတဲ့တတိဖြစ်လာတယ်နော်အာဘာရောမိသမုပ္ပန်နောငါရဲ့တဏ္ဍမယောဂဝေဒနာတွေအဖြစ်နေပြီကာလောမိနပမိစိတောယခင်ကလိုနေရွှေရက်ရွှေမိနေဖို့ရမတော်တော့ဘူးမအားသေးဘူးဆိုတဲ့အကြောင်းပြတွေနဲ့နေလို့မသင့်တော်တော့ဘူးကြိုးစားရမှာဖြစ်တယ်လို့သူကသူအာသစ်ပြီးတော့ကြိုးစားအထောက်လိုက်တာတကယ်ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်ဆိုတာဒါဩဒ္ဓိယမထေရရဲ့အမှတ်တရစကားပဲအဲ့ဒီအမှတ်တရစကားကိုမှတ်သားနိုင်ယူထားပြီးတော့အခါကျတော့ကိုယ့်ဘဝမှာလည်းပဲနေ့စဉ်နဲ့စဉ်းစားငါမအားသေးဘူးဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဘယ်နှခါရှောင်လွှဲခဲ့တယ်လဲကောင်းတဲ့အလုပ်တွေလုပ်ဖို့ရဘယ်နှခါရှောင်တိန်ခဲ့တယ်လဲဒါမျိုးတွေနဲ့ပတ်သက်ပြီးငါမရှောင်တိန်အောင်လှုပ်တဲ့လှုပ်တတ်တာကဒါဟာအရေးကြီးတယ်ဆိုတာကိုစိတ်ထဲနှလုံးထဲမှာမှတ်သားထားပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းမိမိတို့တဏ္ဍာမှာအကျိုးရှိရာရှိကြောင်းသူတော်ကောင်းတရားတွေတိုးပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း